ချုပ်တယ်တွေပဲဖြုတ်မယ်ဆိုတဲ့ကမ္ဘာချန်ပီယံမောင်ဗန်နဲ့ဝေဖန်တန်တွေကိုအပေါက်ပိတ်ပေးလိုက်တဲ့ထားတာထိုးတဲ့မမမိုးရဲ့မောင်လေးအားလုံးမင်္ဂလာပါထားထားတဲ့ဆရာကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ် I'm happy thank you ဆိုတဲ့ဂျပန်သားလေးကတော့ခုဆိုရင်ချန်ပီယံလက်သီးချက်နဲ့နှက်ချီးထွက်ုံတွေမကပဲအတီးတော်ချွေခံလိုက်လို့မျက်နှာကဇီးဖြော်ရည်တွေပါထွက်ကုန်တဲ့အထိပါပဲမင်းရတဲ့ချန်ပီယံမဟုတ်ဘူးဆိုပြီးအားချောင်းထားတဲ့ဂျပန်ကောင်လေးကတော့အထက်ကန်တန်စကားထဲမှာအထန်ကောင်လေးဘွားကနေရန်ထောင်ပြေးနေခဲ့တာပါပထမချီမှာဂျိုရှောဗန်ရီနဲ့ဇက်တိုက်ဆိုလိုကျမ်းမြေမောဆွဲခေါ်ခံခဲ့ရပြီးမြဲဝိုင်းထဲမှာဆွဲခံလိုက်တဲ့အချိန်မှာတော့ကဲသူမဲနေခဲ့ပြီးတော့ဖွဲအိတ်ထိုးသလိုဇက်တိုက်ထိုးခံခဲ့ရတာပါဖန်လက်သီးချက်ကလည်းလူပြိုလက်သီးဝက်မီလို့ပဲတင်စားပြောရတော့ကိုမြန်ချက်ကဆက်တက်ထားသလားမိုးသီးပဲကြွေသလားဆိုတာဂျော်ဒန်နဲ့တက်စရိုလည်း I'm happy နိုင်တော့တာပထမချီပြီးကြတဲ့ကပါဒုတိယချီမှာတော့တက်စရိုတိုင်ကိုလက်သီးချက်နဲ့ knock down ကြအောင်ထိုးပြခဲ့လို့လက်မပါလာတဲ့တက်စရိုတွေနဲ့ဗန်ကိုရှင်ထိုးဖို့တဲ့ပတ်ပြေးမယ်ခြေဆွဲမယ်ဆိုရဲဖော်မူလာကိုပဲခဏခဏကျင့်သုံးနေခဲ့ရပေမဲ့ဒီကြတဲ့ထိုးချက်လက်သီးချက်ကချင်းတွေရင်းနေလို့တဝီမြန်လုံးနေတဲ့အတွက်တက်စရိုရဲ့မျက်နှာကဒုတိယချီမှာကလေးကမောင်မျက်ရည်ဝိုင်းကျင်နေပါပြီတတိယချီမှာလည်းဗန်ကပဲအသာစီးရခဲ့ပြီးထိုးချက်တွေကဇိုးဆက်ဖြိုးပြက်တွေမကပဲတစ်ဖက်ဖက်တွေတစ်ဆက်ဆက်တွေပါဖြစ်ကုန်လို့မင်းတို့ပြောတဲ့ဂျပန်အချုပ်ဆရာကြီးကိုဗန်တယောက်ဂုတ်ခွာပြီးတော့ချုပ်ပြလိုက်တာအင်တာဗျူးမှာမောင်ဗန်ပြောတဲ့စကားကစောက်ခွက်ပြောင်းတာမဟုတ်ဘူးဆိုတာအစည်းအဝေးကြေညာသူတွေတော့အံ့ဩခဲ့ရတဲ့အထိပါပဲစဉ်းစားကြည့်အောင်ကွာချုပ်တယ်လေးကိုဘောက်ဆင်ကဝေကထိုးရတာတနာလုံးလို့ချုပ်ပြလိုက်တာဒက်စရိုလည်းမရှိပဲတိတ်တောင်းတွေလည်းဗန်ပြန်ချုပ်တဲ့တကွက်နဲ့တွေပြန်ကွဲကုန်ပါလေစတုဒ္ဓချီမှာလည်းရသမားစတိုင်ဂျိုင်းနိုင်နဲ့ဒက်စရိုကဗန်ကိုချုပ်ဖို့ကြိုးစားရမယ်တိတ်တောင်း defense ကောင်းနဲ့ဗန်ကပဲလိပ်ပြကတ်နဲ့ထိတ်မှာပတ်ပြထားလို့ဂျပန်ကောင်လည်းနှစ်ပိုင်းတေချာပြင်ဆင်လာတဲ့ချန်ပီယံကြီးဂျိုရှောဗန်ကိုချုပ်ဖို့နေသူကိုယ်တိုင်တော့မနေပြူးပြဲပြီးတော့ထိုးနေရတာကြာလီတိတာလာလီပါပဲငါးကြီးမှာတော့ဗန်ကအင်တာဗျူးမှာသူပြောခဲ့သလိုပဲငါရဲ့ game plan အောက်ကိုတက်စရိုကိုခေါ်ဆော့ပြမယ်ဆိုရင်စကားတိုင်းတက်စရိုတိုင်ကိုဝိုင်းကြီးပပတ်ဒူဝေကွက်နဲ့ဆိုင်းတီးတတ်တဲ့လူပေပေဆိုပြီး body shot တွေလက်သီးချက်တွေနဲ့အလဲထိုးပြီးတော့ချန်ပီယံကပတ်ကိုပါပထမဆုံးချိန်ကာကွယ်နိုင်ခဲ့တဲ့ပြင်မြန်မာပြည်သူတွေရဲ့အသေးမိုးတွေပါရရှိခဲ့တာဖြစ်ပါတယ်ပွဲပြီးဗန်ဟာတန်စကားပေါ်မှာသူ့ရဲ့လုံနေကြပုံစံတိုင်းအောင်ပွဲခံခဲ့သလိုဒေနာဝိုင်းနဲ့ UFC ကတာဝန်ရှိသူတွေရဲ့ဂျေနက်ပီဒီအပြုံးတွေနဲ့ဂုံပြူခံခဲ့ရသလိုဒေနာဝိုင်းရဲ့ bonus ဒေါ်လာ3သိန်းဆွဲစကားသံနဲ့လဲထိုး bonus ကိုတော်မတက်ပဲရရှိခဲ့တာဖြစ်ပါတယ်ဗန်ရဲ့ပရိသတ်ကြိုင်ထိုးပြနိုင်တဲ့ last one Champion Fighter 2မှာရှိတဲ့ game plan နဲ့ IQ ဘိုင်းတွေဟာပရိသတ်တွေအတော့ကမှအန်းသိမ်းခဲ့ရသလိုသူ့ကိုအတူကြောင် Champion မှာလို့ပြောတဲ့သူတွေတော့အခုဆိုအပေါက်ပိတ်ကုန်ကြပါပြီမာကွန်မိုင်းနဲ့တက်လုံမိုင်းမှာလည်းစီးရင်ကျင်ညာသူတွေတော့ကာဒီယိုမွန်စတာလို့တင်စားရအောင်ကိုဗန်ကတော့ flyweight တန်းမှာတက်လုံမိုင်းအကောင်းဆုံး fighter လို့ပြောလို့ရနေပါပြီနောက်ပြီးတော့သူ့ရဲ့ master game plan ဖြစ်တဲ့ boxing skill ကလည်း power အတော့ကိုပြင်းသလိုနောက်ဆုံးမှာ Testro tire လေးရိုက်ကာနဲ့ပြီးတော့ကြံခဲ့ရပါတော့တယ်ဗန်ကတော့ပွဲပြီးမှမြန်မာပြည်ပရိသတ်တွေနဲ့မြန်မာပြည်ကိုကဘာတိသွားပြီးမင်းတို့မှာတဦးတီးသော UFC champion ဂျိုရှောဗန်ရှိနေပြီးစရာကိုပါထည့်ပြောခဲ့ပါသေးတယ်ဒါကြောင့်တိုင်းထက်လုံးတကုံနဲ့ကုတ်ကားတွေဖြစ်ကုန်တဲ့ UFC ဒုတိယခေါင်းပွဲရဆိုရင်တော့အညာတော့အညိုးနဲ့ထားထိုးတဲ့မမမိုးရဲ့မောင်လေးမောင်ဖန်ကြောင့်ဖြော်ပြမှုပြေးဝပေးစွမ်းနိုင်ခဲ့သလို UFC ဖွဲ့စည်းရဲ့ဒုတိယမြောက်အသက်ငယ်ဆုံး Champion Fighter မြန်မာပြည်သားချင်းတိုင်းသား Fighter လေးမောင်ဖန်ကလည်းသူ့ရဲ့ဒုတိယမြောက် UFC Flyweight Champion ကပတ်ကြီးကိုပါအင်ကိုတည်နိုင်ခဲ့ဖြစ်သလိုဒီတိုင်းဆိုကပတ်ထားတဲ့ဆေးပါတီးတဲ့ကြီးတာနဲ့အစားထိုးဖို့လိုနေပြီလို့တော့ပြောလို့ရပါတယ်ဒါတော့ခုကြည့်နေညိုကီတွေဘယ်နေရာပဲရောက် MMA တိုက်ခိုင်နေပဲမှာမင်းတို့နိုင်ငံမှာ UFC Champion ရှိလားလို့မေးလိုက်ဗန်ကြောင့်ပဲဂုံစွာမော်ကြွားပြီးတော့တော်ကြွားနိုင်တော့မှာပါဒါကြောင့်ချုပ်တယ်တွေပဲဖြုတ်တယ်ပဲပြောချုပ်သားတွေကိုဖြုတ်ထားပဲပြောမောင်ဖန်ကတော့မမမိုးရဲ့မောင်လေးပီသားစွာနဲ့ထားထိုးပြီးအညာတရမိုးနဲ့တူထားကြွနိုးထားပြီးတော့ခဏဆိုးပြနေတော့မှာပဲလို့ဂုံစွာပြောကြိုင်းနဲ့ကြားညီတော်မစကားကကြီးကြောင်မကြပဲ UFC Flyweight Champion ဂျော်ရှဗန်နဲ့သူ့ရဲ့မိသားစုဝင်တွေကိုဂုံကြောင်ပြောကြိုင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်